တို့နေလို့ပဲအခုဆောင်ပြီးအားမနာမိုက်တော့ချောင်းအမဟိုကလူနာလည်းပဲစကားလေးပြောပေးပါအဲ့တော့ကိုယ့်ရဲ့လူတန်းပြက်ပေါ်လိုက်ခဲ့ပါတဲ့ကျွန်တော်အမက press လေးပြရတယ်အဲ့ဒီတော့ပြောတာပါနေ့တနေ့တာမှာတော့တဲ့မို့တန်ပြီးရဲ့မှာဒီနေ့ကစေးပြိုင်ရှိပါတယ်အလားဆုံးချက်သားပြီးပြိုင်ရှိပါတယ်ဒီနေ့လည်းဘေးကြောင်မှာစားတိုက်တယ်အရန်ဒီနေ့အောက်ပတ်ရှင်လေးရတော့ဒါရီကဒီ brand လေးကျွန်တော်အကိုကတော့စားနေပြီးတော့ဝယ်လာပြသွားလို့မဖြစ်ပါဘူးဒါလေးကဒီလိုလေးပဲတင်တာတပီကလေတပီကဟေးဟေးအဲ့လိုတပီကဇတပီဇန်တပီဇန်ဟဲ့လေးစားနော်တော့ဟုတ်တယ်ကွာအဲ့ကိုရုပ်ပေါင်းဆောင်ကျမစတုံးလေးရမ်းလှနေရမ်းအားလုံးပြောရလားခုနကတော့ပြောရလားအဲ့တော့ဒီကနေ့မှာကျွန်တော်ကျင်းပပြုလုပ်နေတာကတော့ Ryan Lamentia Company Limited ရေပေါ့နော်။ဟုတ်ရှိကားရောင်းပြပွဲကြီးပဲဖြစ်ပါတယ်။အားလုံးဒီမှာစစ်ချက်ဝယ်ယူအားပေးကြတော့ကျွန်တော်တရုတ်ဆောင်မင်းသမီးချောင်းမမဆောင်ဖြစ်ပါတယ်ခင်ဗျာ။မဆောင်ကားလေးပူစားနေတာဘယ်သူပူစားရမလဲ။မမီရဲ့ရှာပေးကွယ်ကားလိုချင်တယ်လို့ပြောမှာမိမတော့မယူသေးဘူးလေ။နော်ခလေးပဲရှိသေးတာ။တတမမောက်ပဲအားကိုးချင်တာ။အဲ့တော့ဘယ်လိုလုပ်မလဲဟာတို့တော့ဘာလဲတော့ဘာလဲရိုက်လိုက်တော့ဒူးလာရိုက်လိုက်ပါအခုဒီ blog လေးကတော့ဒီနားမှာပဲတော့ခဏရက်ပါမယ်။ဘာလို့လဲနည်းနည်းပြဖို့ရပါတော့။ပြပါလေ။အဲ့ဒါထွက်ပြီးတော့ခေါ်သွားတဲ့နေရာလည်းများတယ်။အဲ့ဒါက blog အရင်ရှိမှကြတော့ဒီနေ့ဒီကိုယူရဲ့ဒီကား show နဲ့လည်းခဏပဲဒီနားမှာရက်နေတယ်နော်။ဆက်ခေါ်သွားတဲ့နေရာ